ဒီမှာဒီကောင်ကဒီငှက်ကဒီကောင်ကအချီဆိုရင်တော့ तू ကဒီမှာဘာမှမရှိဘူးသိမလားအမဆိုရင်ဒီမှာတွေ့ကြမှာဒီမှာ zip ရှိတယ် zipper ရှိတယ်စကားမိန်းမတွေကစကားများတဲ့တွေ့ကြတော့မှာဒီမှာ zipper ပေါ့ကျွန်တော်ပြမယ်နော်ဒီမှာတွေ့လားဒီမှာဟာဒီလိုမျိုးဒီမှာဒီကယောက်ျားဒီကမိန်းမတွေကစကားများတယ်လေများတော့ဒီမှာသူ့အပေါက်ကိုတစ်ခါပိတ်ပေးရတယ်အဲ့ဒါကြောင့်ဒီလိုမျိုးဖြစ်တာဒီမှာပြန်ရှင်းပြမယ်နော်ဒီကောင်ကယောက်ျားဆိုတော့သူ့မှာစကားတိတ်မများဘူးဒီမှာတွေ့တယ်မလားဘာ zip problem မရှိဘူးဘာလည်းမရှိဘူးအဖွင့်အပိတ်မလိုဘူးမိန်းမဆိုရင်တော့ဒီမှာကြည့်သူကအဖွင့်အပိတ်လုပ်လို့ရတယ်ဒီဟာလုပ်တယ်ဘာဖြစ်လို့လဲဆိုတော့မိန်းမတွေကစကားတအားများတော့လေအဲ့ဒါကြောင့်ဒီလိုလုပ်တာဒီမှာကြည့်ကြပါဦးအဲ့ဒါကြောင့်မိန်းမတွေတိတ်စကားမများကြနဲ့ကြားလားဒီမှာ